ကစားပုံပေါ်နေတဲ့ Sheshko ကိုချီးကျူးလိုက်တဲ့ဝေရိုနီ Manchester United အသင်းရဲ့အသင်းကောင်းဆောင်ဖြစ်သူကနေဝင်ကစားသမားဝေရိုနီကအသင်းရဲ့ Slovenia တိုက်စစ်မှုဖြစ်သူ Benjamin Sheshko ကိုချီးကျူးလို့တွားခဲ့တာဖြစ်ပါတယ်။ Sheshko ကတော့ Manchester United အသင်းအတွက် Premier League နဲ့ပွဲဆက်တိုက်သွင်းကိုသွင်းယူထားနိုင်ခဲ့တာပါ။ Sheshko က Brentford အသင်းနဲ့ပွဲစဉ်မှာရော Sunderland အသင်းနဲ့ပွဲစဉ်မှာရောနှစ်ပွဲဆက်တိုက်ဂိုးသွင်းပြီးတော့ခြေစွမ်းပြထားနိုင်ခဲ့တာပါ။ United ရဲ့ကစားသမားဖြစ်သူဝေရိုနီက Sheshko ပေါ်မှာအခုလိုမှတ်ချက်ပေးလာခဲ့ပါတယ်။ Sheshko ကပြိုင်ဘက်တွေကိုလှုပ်ရှုပ်စေပါတယ်။သူကသူ့ရဲ့ခန္ဓာကိုယ်ကိုကောင်းကောင်းကြီးအသုံးချနိုင်ပါတယ်။ဘောလုံးတွေအတွက်တိုက်ခိုက်တယ်။ဒီကစားပုံကခွန်ညာနဲ့အမ်ဘူဘိုတို့ကိုကစားရပို့ပြီးတော့ချောင်းသွားစေပါတယ်။ပြီးတော့မေဆန်မောင်လည်းပါတော့ပေါ့ဗျာ။သူလည်းပြိုင်ဘက်နောက်ကိုလွတ်လွတ်လပ်လပ်ပြေးထွက်သွားနိုင်ပါတယ်။ဒီအတွက်သူတို့တေချာအလုံးလုံးနေကြပါတယ်လို့ကျွန်တော်ထင်ပါတယ်။နောက်ပြီးတော့ Sheshko ကတွင်းကိုတကိုးကိုထည့်ရခဲ့ပြီးတော့ဒါကသူ့အတွက်အကူအညီဖြစ်စေမှာပါ။လို့ရိုနီကပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ Sheshko ကတော့ပြီးခဲ့တဲ့ရာသီမှာ Manchester United အသင်းကို Germany Club Leipzig အသင်းစီကနေပြောင်းရွှေ့ရောက်လာခဲ့သူပဲဖြစ်ပါတယ်ခင်ဗျာ။